အားလုံးပဲမင်္ဂလာပါဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ကမှအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့တစ်ဖက်သားနဲ့ချစ်တဲ့ဘုရားရှိပါတယ်ကျွန်တော်တို့အတွက်အသက်ပေးတဲ့ဘုရားအသက်ရှင်ပြီးလို့ကျွန်တော်တို့ကထာဝရကာလကိုခေါ်ဆောင်သွားပြီးတဲ့ဘုရားရှိပါတယ်ကျွန်တော်တို့အတွက်မပြောင်းလဲတဲ့သူရဲ့အချစ်ကကျွန်တော်တို့လောကမှာရှာတွေ့ဖို့ရယူဖို့အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်လောကထဲမှာအသက်ရှင်နေတဲ့အချိန်မှာဘုရားရဲ့ပေးတဲ့ချစ်ချင်းမြတ်တာကိုတန်ဖိုးထားတတ်ဖို့ဖြစ်ပါတယ်ကျွန်တော်မိနစ်တည်းမှာရေးထားတဲ့တခြင်းလေးနားကိုရကိုယ်ရဲ့အချစ်ဖြစ်ပါတယ်ဘုရားရှင်ကျေးဇူးတင်တယ်ကိုယ်တော်ရဲ့မေတ္တာနဲ့ကျွန်တော်အဆွေခေါ်တယ်တခင်ရဲ့ချစ်တွေနဲ့ကျွန်တော်ဘဝသက်ရှင်စေမမီနိုင်တဲ့မြေတာမကုန်နိုင်တဲ့သစ္စာဘယ်တော့မှမကုန်ဆုံးဘူးထောက်ဆွေမြေပဲဒီတွေ့၍မကုန်တော့စင်တီမြေတော်ယေရှုမပြောင်းလဲတဲ့တရားအစင်သာမြေရှိနေတန်ရှင်သောဝိညာဉ်တော်နဲ့ယနေ့ဒီပို့ဆောင်တဲ့ Nobody တော်နဲ့သူလမ်းပြပေးနေစေနာနဲ့တိုင်းယူနာချီမလို့မကုန်ဘူးအစင်တီမြေသောသတ္တရာကျွန်တော်နိုင်တဲ့ရှင်ပြီးကိုယ်တော်ကိုပဲချီမပါမီအချိန်တွေဘလို့ပြောင်းနေပါစေအစိုးကောင်းတွေကြုံလေဝါရဲ့အနေမြင်တွေကြုံလာတဲ့မုန်တိုင်းဘာတွေဆိုရဲ့အောင်မလဲတခင်ရဲ့အချစ်တာကျွန်တော်အသက်ရှင်ရာအကြံစီတော်များမပြီးပြည့်စုံလေအစင်သာကျွန်တော်နာမြဲနှွေးထွေးစေသူဘယ်ကမှမပြောင်းသူမေတ္တာများရဲ့အစင်တီမြေတာသခင်အချစ်တွေပဲကိုယ်တော်ဖရာသာကျွန်တော်အသက်သခင်ပဲဆက်စီကောင်းကြည့်ပါစေ